ဖိုးသားဖိုးသားမတော်ဒီကောင်းနေနော်ဘယ်တော့ပြန်ရောက်နေရလဲမတော်စီတော့မလာဘူးနော်ညနေလာမလို့ပဲမတော်ရဲ့မင်းကြားမှာပြောင်းတာလေဒီမှာကြောင်းပြန်လာတတ်တာမတော်ကလည်းအေးစစ်စစ်တွေးလို့ရတာမဟုတ်လို့မလာတာပါမတော်ကလည်းပြီးရောဖိုးသားပူအောင်ချောလာတယ်ဘာမောက်တွေပါလဲကျွေးအောင်နော်မတော်တကယ်ပြောတာနော်မုံစဲတဲ့ရလို့ရှိရင်မတော်ကြိုက်တာစားဝယ်ကျွေးမယ်အေးနော်ဦးလေးစိုးစီကမဝမများတောင်းခဲ့ပြောပြီးကတိကိုတီးရရနော်စိတ်ချမတော်ဖေးတဲ့စေးတော့အောင်မလို့သွားတော့မယ်တော့မတော်အော်အေးကျောင်းတူတူသွားမယ်နော်ဟုတ်မတော်တတားNo Satima Widabi Dạ wow. Ngon đã. Tu đi nè mày nè Facebook တုံးတယ်ငါမသိဘူးဟုတ်တယ်ငါတော့သိတာမကြသေးဘူးချီဟာလေမင်းကဘယ်သူနဲ့ပြန်ဆောင်တဲ့ထိမှန်လဲမင်းနဲ့ပြန်ဆောင်တဲ့ထိမှတ်ပါကွာဟုတ်ပါမလားကွာရှင်းပြောင်းနောက်ဘက်ကြလို့ရှိရင်80ရောက်အောင်သွားမှာကြားလားတေးကြအောင်လားရှစ်ဆွဲအောင်နော်ဆွဲမင်းကိုတော့မင်းကိုတော့အောင်နော်ကိုတယ်ပြီလားNo Satima Widabi Dinyare ha Tomi atwa matia pin masoye Now
long Mahampu me dwape sachile nga toa me le tantan me na le ba chitte du ne ha nga ye kapa ne ha nga ye te ne ha nga e ma ba ne ha nga nyo ling che nga ru we twa shin phim sum phit cha shin me na long na ma me ra shi ba siမတော်ဒီကောင်းနေနော် ဖယ်တော့ပြန်ရောက်နေရလဲမတော့စီတော့မလာဘူးနော် ညနေလာမလို့ပဲမတော်ရဲ့မင်းကြားမှာပြောင်းတာလေဒီမှာကြောင်းပြန်လာတတ်တာမတော်ကလည်းအေးစစ်စစ်တွေ့လို့ရတာမဟုတ်လို့မလာတာပါမတော်ကလည်း ပြီးရောဖိုးသားပူအောင်ချောလာတယ်ဘာမောက်တွေပါလဲကျွေးအောင်နော် မတော်တကယ်ပြောတာနော်မုံစဲတဲ့ရလို့ရှိရင်မတော်ကြိုက်တာစားဝယ်ကျွေးမယ် အေးနော်ဦးလေးစိုးစီကမဝမများတောင်းခဲ့ပြောပြီးကတိကိုတီးရရနော် စိတ်ချမတော်အဖေတက်စေးတော့အောင်မလို့သွားတော့မယ်တော့မတော် အော်အေးကျောင်းတူတူသွားမယ်နော် ဟောမတော်တတာ No Satima Widabi Dinareha Domia Twamatia ဘလို့လဲမင်းမေရှုံမင်းပြန်ပြေးခြင်းနေပြီလားအဖေရှိမှဆိုတော့သမင်းနေဟင်းတွေကတိတ်မကောင်းနော်ဖြစ်ပါမလားမင်းလည်းငါတို့ချာမှာဟိုပြေးရဒီပြေးရနဲ့တော်တော်ပင်ပန်းနေပြီစိတ်မကောင်းပါဘူးကွာနော် ရပါတယ်ဗျာဖြစ်ပါတယ်ဒါကဘာမှမဖြစ်ဘူးဒါကလေအဖေစီမနေရတာပူတော်ပြောသေးတယ် ပြောလေမင်းပြောတာငါသိပါတယ်ကွာ အဖေဒါအတီပြောနေတာ အေးလေအာရမတော်တော်လို့လား အေးပြီ ဟာအမြန်လိုက်လားကြက်ချင်းပါလား အဖေရတယ်ဗျာဒါရိုးသားပြောနေတာဟော ဟိုငါလဲယူသားပြောတာပါမင်းငယ်ငယ်တုန်းကဆိုလို့ရှိရင်မတော်အင်မတန်ဟိုတန်ရိုးစင်ကြီးလားမင်းကလေတကယ်လွယ်တဲ့ကောင်ငိုလိုက်ပြီဟေးဆိုလို့ရှိရင်လေဘလို့မှထိမ့်နေတဲ့ငိုကြောလာရှေ့ပါဘလို့မှချောလို့မရဘူးမတော်မြန်ချောလိုက်လို့တစ်ချက်တည်းနဲ့ပြီးသိတာပါ ရတယ်ဗျာ ဒီပါလေမင်းမြင်လဲမတော်ရရင်အိုးသီးကြီးလိုဖြစ်နေတာဟိုသူတို့အိမ်ကလည်းဧည့်သည်ကခဏလာအဲ့တော့မင်းမြင်ကခဏသွားပြီးလက်စွမ်းပြရနေရအမှသူလှုပ်နေပြီဆိုလို့ရှိရင်မတ်တော်ကထိန်းနာလား ဒါမှတ်မိတယ်ဗျငယ်ငယ်တော့ဆိုလို့ရှိရင်လေမတ်တော်ကအထက်အသက်ရမ်းကြည့်မယ်လို့တောက်စီထဲမှာခံစားမိနေတာအဲ့ဒါကြောင့်မို့လဲမတ်တော်ကိုလေဒါအမားတယောက်လိုချစ်တာတကယ်ဆိုသူနဲ့သားနေရလေနဲ့နဲ့ပဲကွာတာဖေရတယ် ဟာမင်းကလည်းတော်တော်တရားလုံးနဲ့ကောင်ပြီလားဟိုးငယ်ငယ်ပြီးစီလေးကဇာနေလာတာဗျာလာကြည့်ကြလို့ချင်းမတ်တော်ယူမဲဆိုတာကြီးပဲ အဖေရတယ်ဗျာ ဘာလို့ယူมาလဲလို့မေးကြည့်တော့မတ်တော်နဲ့တိမ်နဲ့အတူတူနေကြလို့အဲ့မမင်းမေကဟဲ့ကောင်လေးအဲ့လိုမပြောအောင်နောက်ကပြောနင်းမတော့ဝင်ကအနဲ့ပေါက်မယ်ဆိုပြီးတော့မနေ့ကချင်းရောက်လာတာတော်ကြောင်ရှိသွားပြောဘယ်လိုလုပ်မလဲ အဖေတော်တော့ဗျာပြက်စရာကြီးဟိုတားငယ်တော့လေတော်တော်ဆိုးတော့နော်ဟိုမတ်တော်အိမ်မှာမပြောဘူးဆိုတာလေအမေအဲ့နဲ့ပုံမှာကြောက် မလေးသွားမြန်ပြောလိုက်ပြီးတော့ငါဆရာဦးနိုင်မြတ်စိတ်ကလက်တစရဲ့ငါကားလည်းနှုတ်တော့ပြန်မှာမိဘအသုံးမကျလို့ခလေးတွေနှုတ်သရမ်းတာဆိုပြီးတော့ဒါတော့
ခဏလောက်ရက်ပေးပါလားဖိုးသားလိုက်လိုက်မှာသမီးတို့ကြောင်းထုတ်သွားဖို့ချိန်လာကြ ဦးမင်္ဂလာပါခင်ဗျ တော့မင်္ဂလာပါမင်းအောင်တော်ကြီးနေပြီပဲ ဟုတ်ကဲ့ ဖိုးသားစပယ်ကိုမတော်လို့ချင်မှာတော့ထားလိုက်တာ ဟုတ်မတော့တော်ထည့်လိုက်မယ်နော် ဒီမင်းဟိုဒီလိုလုပ်ပါလားဒီလိုကအခုဘုံကြောင်းလို့ဝင်အောင်ပါလေကားထဲမှာလည်းပစ္စည်းတွေပြည့်နေဟိုသူ့မှာလည်းစပိန်ပါတာပဲပြောသူတော့မသိလေနောက်နေ့မှခေါ်တာပေါ့ဟုတ်ပြီလား ဟိုရပါတယ်ဦးမတော့ကျွန်တော်စပိန်နဲ့ပဲသွားလိုက်မယ်လေမတော့သွားလိုက်ရမယ် အကုန်လုံးစီးလိုက်နော်ဘလို့ပဲစီးတတ်တယ်လို့သာစီးကျမကဘလို့စီးလှပြီးသားပဲကိုယုံကြည်မှုရှိတယ်ဝါမတော်ကြီးနေကောင်းလိုက်တာအော်မတော်ဘာလို့တာလဲကျွန်တော်စကားဖြစ်ပဲပြောတာပါမလုပ်ပါနဲ့ကျွန်တော်ဟင်းကမကောင်းဘူး ဩမတ်တော်ကအိမ်ရောက်လို့ရှိရင်လေဒီဟင်းနေနဲ့ရွယ်စားနေရတယ်လေတခါလေအပြောင်းလဲဖြစ်သွားအောင်ဘဲဥကြော်လေးနဲ့စားမယ်မတ်တော်ကြိုက်ပါလေစားနော် ဟာမတော်ကလည်းမရပါဘူးမတော်ကဘယ်တော့ဘဲဟုတ်ကြော်ကြိုက်သွားလဲလာညာနေရနော်ရောက်အတူတူစားမယ်မတော်ဟင်းကိုလည်းကျွန်တော်ယူစားမယ်နော်ဟုတ်ဟင်းမလဲနဲ့နော်မတော် ပြီးရော ပြီးရော ဟုတ်တာ ရောက် အမေနဲ့လိုက်နေတော့အဆင်ပြေလားအနေရောနေကောင်းလား အမေကနေကောင်းပါရဲ့အစင်ပြေပြေမပြေပြေဒီလိုပဲနေလိုက်တာပဲမတော်ရဒီလိုနေဖို့ကံပါလာတာဘူးဟုတ်တယ်မို့လား ဦးဆိုးကလည်းအရက်ကိုရှော့မတတ်ဘူးအနေအေးကစိတ်ကခက်ကြီးကြီးနဲ့ခတ်ပါအမေကတော့အနေအေးကိုတတိယကြောင်တော့အမြဲတမ်းပြောပါတယ်ဟာထားလိုက်ပါတော့ဟုတ်တာ ကြာ အဲ့မှနေတော့မတ်တော်တတိမရဘူးလားမှန်တိုင်းတယ်နော်မလိန်နဲ့ကြည်စမ်းငါ့ကိုတတိမရဘူးပေါ့တောင်ထုတ်လေငါမှတော့လေအဲ့ရောက်သွားတော့ဖိုးသားတယောက်ဘလို့များနေလဲဘသူတွေနဲ့ပေါင်းနေလဲဆိုပြီးတတိရလိုက်ရတာဘာလို့တာလဲ ဟုတ်မတော်ကျွန်တော်ပြောပြမလို့လေအတီးပြောမှာပါကျွန်တော်အဲ့မှာနေတော့လေအိမ်မက်မက်တည်းတည်တာအဲ့ဒီအိမ်မက်ထဲမှာဟိုကျွန်တော်ရဲ့အိမ်မက်ထဲမှာဟုတ်အိမ်မက်ထဲမှာလေမတော် အိမ်မက်ထဲမှာဘာဖြစ်တာလဲလို့ငါစိတ်မရှိတော့ဘူးနော်ဖိုးသား မတော်ပါလေပြောပါမယ်ဘယ်လိုဖြစ်နေတာလဲကျွန်တော်ရဲ့အိမ်မက်ထဲမှာလေမတ်တော်အမြဲတမ်းပါတယ်မတ်တော်မပါတဲ့အိမ်မက်ဆိုတာမရှိဘူးကျွန်တော်ဘယ်လောက်တတိရလဲဆိုတာတွေးတာကြည့်တယ် ပြီးရော No such in my way to be
ဆိုရင်နောက်နေ့မှာနောက်နှစ်တွေတိုင်းနေမကြည့်ရပါချစ်သူလမ်းခွဲခြင်းနာဘူလောင်လုံးနေဒါမောမဟုတ်ဘူးမေတွေ့ပေးစချင်မဲ့ ငါသွားမယ်လေစံတမ်းနေမယ်နေနာလေပါချစ်တဲ့သူနေဟာငါရဲ့ကပါနေဟာငါရဲ့တဲ့နေဟာငါအိမ်မက်ပါနေဟာငါညော်နေတဲ့ငါတို့ဝေးသွားရင်ဆုံးဖြစ်ကြရှင်မင်းနှလုံးသားမှာအမြဲတမ်းရှိပါစေအော်ဒါကြောင့်ဟဲ့မယူတော့မှထမင်းလိုယူနေပါလားတကယ်ချင်းဟာငါအကုန်မြင်ပြီးပြီဒီမှာမင်းအိမ်ထဲမှာအဲ့လိုကုတ်ကိုလေးထိုင်ပြီးပကြီးဆွဲနေမတော်ရနားမှာလေမင်းတဲ့ခြေသက်လက်သက်ရှိရကောင်เนี่ยခြုံကောပွဲစိတ်အောင်တော့အုံနေရတော့တကယ်ချင်းမင်းပကြီးတော်ပြီးတော့မဆွဲနိုင်ပဲဖြစ်သွားမယ်ဟမ် ဟာသိပါလေကွာဘယ်တက်နိုင်မှာမလဲအဲ့ဒါတော့ ဟာမင်းလုံးဝဆိုင်းနိုင်နေလိုက်တော့မှာလားမင်းနေနိုင်လို့လားတကယ်ကြီးလားတကယ်ချင်းဟာ သေးကွာငါကြောက်တာတကယ်ကိုကြောက်တယ်ငါဘလို့ပဲတွေးသူနဲ့ငါနဲ့လေဘယ်တအားကွာတော့ရှိတယ်ဒါမင်းလည်းသိနေတာ ဟဲ့မင်းစားတော့မစားသေးဘူးကွာမဘာတွေးပြီးကြောက်နေရတော့ဟမ်ငါအမြင်တော့လေမတော်ရဲ့နာကိုကတ်ခွင့်ရတာမင်းတယောက်ပဲရှိရနော်အဲ့ဒါမှကြောက်နေလေမင်းလဲတာသေးလိုက်ကဲထားရောက်ဘလုံးသားကထား ငါမလိုက်ဘူးကွာမင်းမတော့ကန်တော့ တတို့မင်းမလိုက်ချင်တာတေးကြပြီလား မင်းမေးတဲ့ထားဘာထားလဲဘာရှိလို့လဲ ဒီမှာငါတို့ခုချိန်ထားတဲ့ကွင်းရလေမတော်ရဲ့အိမ်ဝေးရကွင်းအဲ့ဒီကြည့်လိုက်ရင်မတော်ရဲ့ဗြိမောင်ကိုတန်းနေရတော့တကယ်ချင်းဒီမှာဟဲ့အဲ့လိုထားလေးရှိတယ်ဘယ်လိုလဲ လိုက်မယ်ကွာ မနာဘူး အန်ဒီဘာလုပ်နေတာလဲခင်ဗျဟိုကျွန်တော်ဘာကူညီပေးရမလဲလေ ဟုတ်တာမကူညီရပါဘူးတာရဲ့အပင်နေတဲ့ကိုမျိုးစာထည့်နေတာတော့ကနောက်ဖေးထဲမှာဝင်ဝါလေတာတိမ်မော်တီတော့လှုပ်ဆောင်လို့ဆိုတာဘာဆိုလဲမသိပါဘူးတာရဲ့ဩတားလေးကအေးနဲ့တူလို့ထင်တယ်ကြီးလာတော့ပို့ချောလိုက်လိုက်တာ ဟုတ်ကဲ့ မင်းတို့မျိုးတော့အေးကိုသတိရလိုက်တာတာရဲ့အေးတယောက်ကနေကောင်းရလားတာ နေကောင်းပါလေအန်ဒီအမေကလည်းအန်ဒီကိုတတိယနေရပါအန်ဒီကျေးဇူးတွေအမေပေါ်မှာရှိရဆိုတော့လည်းအမြင်ပြောနေကြပါခင်ဗျ အေးပါတာရဲ့ကံကြောင်းတရားတွေပေါ်တာရဲ့ဘဝရဲ့လေအခုတော့တယောက်တနေရာစီရောက်နေကြပြီကဲတာတော်အိမ်ထဲဝင်လေတာ ဟုတ်ကဲ့အန်ဒီကျွန်တော်တော့လောက်မယ်နော် အေးပါတာ ချက်လိုက်လားဆရာမကြီးရဲ့ အာရောက်လာနဲ့အတော်ပဲဒီမှာလက်တွေကပေကျန်နေရပဲသပင်ကလည်းရှုပ်ပြီးတော့စိတ်တွေအောင်ရှုပ်လာပြီအာခေါင်းလေးစီးပေးစမ်းပါလက်တွေပေနေ စီးပြရမယ် ဘာ နဲ့စီးပြရမှာလဲ ဟိုပါပလင်းမှာတေးခွင်းလေးပတ်ထားတယ်အားလေးနဲ့စီးပေး ဒီခွင့်ကဘာလို့ဘယ်မှာစီးထားတာလဲ
အမလေးကိုဆက်စုရဲ့အဲ့ဒါပစ္စည်းဝယ်စီးပေးလိုက်တဲ့တရေဝင်းနေအဲ့မှာပတ်ပြီးတိန်းတာရမ်းဆက်စုပါလားကဲအကုန်လုံးကိုစီးလိုက်နော်ဘလို့ပဲစီးတတ်တယ်လို့သာစီးကျမကဘလို့စီလှပြီးသားပဲကိုယုံကြည်မှုရှိတယ်ဖို့တာ ညာ စာစီစာကုန်းစာအုပ်ယူမယ်လို့ပြောထားတယ်လေအဲ့ဒါအပြန်ကြလို့ရှိရင်ယူသွားဖို့မမေ့နဲ့အောင်နော် ကျေးဇူးပါဆရာမကြီးစီကလေးလာကြရဲ့အတူဆရာရှိသေးလို့ပါမတော်ဖေးပါကျွန်တော်ချေပေးပါမယ်ကျွန်တော်ကောင်းကောင်းချစ်တယ်ပါ မတော်မနေ့ကဆယ်တန်းပြည်ကတော့မတော်ဤသားသာလာပေးတယ်သူအဲ့ဒါဟုတ်လား ဘာဖြစ်နေရလဲဘာရေးကြည့်နေလို့ အရေးကြီးတာဟောမတော်ရေဒီကောင်ဤသားသာလိုက်ပေးတော့ကျွန်တော်ဒီတိုင်းနေကြည့်နေရမှာလားမတော်ဒီကောင်စာယူသွားရဆိုပြီးလိုက်ကြွားနေအဲ့မတော်သိလား ဟာမရှိပါဘူးနေစမ်းပါဦးငါဘာသာငါယူမယူနေဖို့ပါလားနေနဲ့ပါဆိုင်လို့လေ ဘာဆိုင်လို့လဲဆိုင်တယ်ဗျဆိုင်လို့ဟောတိနေနေတာပြေးပါမတော်ရေပြေးတော့ကျွန်တော်ရှာကြည့်ပါမယ် နေတော်တရားလို့နေပိတ်နိုင်နေခုချက်ချင်းငါမျက်စိရှိရနေထွက်သွား
ရှင်ပြန်မဆုံးပြချရှင်မင်းကလောနာမှာ မင်းစပိန်ငါဘာလုပ်အောင်မလဲ စောအောင်ရမင်းကတုံးလိုက်တာကွာငါစပိန်ပြက်ချင်အောင်ဆောင်ပြီးတော့မတ်တော်နဲ့တူလိုက်သွားမယ်လေငါမတ်တော်နဲ့တူပြင်တယ်ကွာမင်းလည်းဒါလေးတော့မသိဘူးလားတွားတော့ကွာတွားတော့မတ်တော်ကမလာခင်တွားလိုက်တော့ဟဲ့မကားလာပြီတွားတော့မင်းကလေ ရပါရင်နော် တွားတွားတွားဒါမြန်တော့တော့ ဟုတ်တာ ရ မရှောက်ပြနေရလားကောင်းမလိုက်ခင်လေ ကောက်လိုက်ခဲ့ရမယ် သမီး ရှင် ဖိုးသားမောနေရောဗောမုံနဲ့အင်းနဲ့အစင်သစ်လောက်ထားတယ်ကျွေးလိုက်အောင်လေသမီးရဲ့ ဟုတ်ပြီ အေး
လို့လဲအကိုကြီးမောပြီလားရှင့် မောလားမမောလားဆိုတာဒီမှာစာကြည့်လိုက်ပါဦးမမလေး ချွေးတွေပဲဖိုးသားရယ်ရတရှုပ်လေးနဲ့တောက်လိုက်ချွေးရနေအောင် အမေ ဟမ် ဒီနေ့ခေါ်တယ်နော် အာ မချွေးရအများကြီးရှိတာ တောက်ပေးပါပဲခါ ကြောင်းဝိုင်းလားဘောပြေးပါရှင်းပါ ဟောတိုင်း ဘောဝိုင်း ရမလေးစား ခွန်ကျွေးစားမယ် အိမ်ထဲမှာလူချစ်ရှင်လူဖြစ်နေတာဖိုးသား အဲ့ဆိုရတယ်လေမစားဘူးပေါ့ ရ မတော်မနေ့က10တန်းပြီကတော့မတော်ဤသားသာလာပေးတယ်သူအဲ့ဒါဟုတ်လား ဘာဖြစ်နေရလဲဘာရေးကြည့်နေလို့လဲ အရင်ကြီးတာမတော်ရဲ့ဒီကောင်ဤသားသာလိုက်ပေးတော့ကျွန်တော်ဒီတိုင်းနေကြည့်နေရမှာလားမတော်ဒီကောင်စာယူသွားရဆိုပြီးလိုက်ကြွားနေအဲ့မတော်သိလား ဟာမရှိပါဘူးနေစမ်းပါဦးငါဘာသာငါယူမယူနေဘူးပါလားနေနဲ့ပါဆိုင်လို့လေ ဘာဆိုင်လို့လဲဆိုင်တယ်ဗျဆိုင်လို့ဟောသိနေတယ်လားပြီးတော့မတော်ရဲ့ပြီးတော့ကျွန်တော်ရှာကြည့်ပါမယ် နေတော်တော်တရားလို့နေပြင်နိုင်နေအခုချက်ချင်းငါမျက်စိရှိရနေထွက်သွား မတော် ထွက်သွားလို့ပြောနေနော်နော် ပြီးတော့မတော်လေ သွားလို့ပြောနေနော်ငါအော်လိုက်ပဝင်းချင်မှာအဆက်တကွဲဖြစ်သွားမယ်တာဘာလာကြောင်းလာလဲတော်တော်နင့်ပြေပြန်တယ်လဲစမ်းသူ့ပြေခါလေးလောက်ထုတ်လိုက် तू ကမြင်ရရဆက်ဆက် အဲ့ဒါလေးနင်ကအယောင်ဝင်လို့ကန်းကြက်နေတာသူ့လိုမျိုးအဲ့လိုအောက်တန်းကြရဲ့ကောင်လေးမပတ်သက်ဆမ်းပါနဲ့ဟဲ့ ကျွန်တော်ဘာမှကြီးမှလုပ်ပြီးလို့လေစိတ်ဆုံးနေလေပြေပါတော့မတော်ပါလေ ငါနင့်ကိုစိတ်ဆိုးနေရမှာဖိုးသားငါစိတ်တွေတအားရှုပ်ထွေးနေတာနေအခုလုံးငါနောက်ကနေတကောက်ကောက်လိုက်နေမယ်ဆိုရင်ငါနင့်ကိုမောင်းမိမှာနော်ကျဲဆိုပြီးခတ်ဝဲမှာနေစမ်းပါ မတော်ကျွန်တော်မနေနိုင်ပါဘူးဗျာကျွန်တော်မတော်ကိုချစ်တယ်မတော်တင်တော့ကိုချစ်တယ်မတော်မြင်နေရပြီအဝေးမှာနေရမယ်ဆိုကျွန်တော်ယူသွားလိမ့်မယ်မတော်ရဲ့ကျွန်တော်အယုတ်လားပြောသမ်းပါမတော်ရဲ့အယုတ်လားအခုချစ်အခုမုန်းတယ်ကျွန်တော်အယုတ်လားလို့ ဟော ဘာလာကြောင်းလာလဲတော်တော်နင့်ပြေပြန်တယ်လဲစမ်းသူ့ပြေခါလေးလောက်ထုတ်လိုက် तू ကမြင်ရရဆက်ဆက် အဲ့ဒါလေးနင်ကအယောင်ဝင်လို့ကန်းကြက်နေတာသူ့လိုမျိုးအဲ့လိုအောက်တန်းကြရဲ့ကောင်လေးမပတ်သက်ဆမ်းပါနဲ့ဟဲ့ မိဘရဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့သားရဲ့ကိုကသားသမီးကြီးဆိုတော့နှစ်ယောက်လုံးနဲ့တော့အဆင်ပြေအောင်နေရမှာပေါ့ဟုတ်ပြီလားသားအော်သမီးကိုသားကသမီးကိုစာမေးမလို့တဲ့ နေနဲ့ငါနဲ့ကအတန်းထူတာမှမဟုတ်တာငါလည်းငါစာနဲ့ငါရှုပ်နေတာကိုရန်းစာကြီးလည်းမမှတ်မိတော့ဘူးနေမေးချင်တယ်ဆိုချသွားမေး
လိုက်စားလို့ထမင်းစားတော့မယ် ညီကလေအေးပြောချလိုက်တာအားနာစရာကြီးကောင်လေးကမျက်နှာငယ်လေးနဲ့ပြန်သွားရှာတယ်ညီတို့ပဲချစ်ကြခင်ကြတော့လုံးနေပြီးတော့ မမေမသိပါဘူး तू ကရောက်တက်လာအဲ့လိုဆက်ဆံထားမှတော်ခါကြတာ အေးလေအဲ့ဒါလည်းကောင်းပါရဲ့သမီးတို့ကအရွယ်ရောက်လာပြီဆိုတော့စီးဆိုတာတားထားတာကောင်းတယ်လေအမေကတော့အမေရဲ့မျက်လုံးထဲမှာသမီးတို့ကလေးလိုပဲမြင်နေတာသမီးရဲ့ပြီးတော့ကောင်လေးကမိတူရဲ့ဖားရွယ်လေးဆိုတော့တိတ်ပြီးတော့ချွတ်ချွတ်နေနေမပြောပါနဲ့သမီးရဲ့သူ့ကိုနားဝင်ချွတ်ချွတ်သားသားလေးပဲပြောပါအခုလိုသာပြောရတာညီဖေကြောင့်ညီလေးသိရတာနဲ့သမီးထင်ဓာကြီးဆိုတဲ့ဟာမျိုး ဟုတ်တယ်လို့ဒီနေ့ဘာလို့ကြောင်းမလား No September we da be Dinyare ha to me atwa matia phin me so ye ကိုယ်လည်းမပူပါဘူးဟာသဘောပေါက်ပြီမင်းကနေမကောင်းတာမှမဟုတ်တာကွာမင်းအခြေအနေမကောင်းတာကဲပြောမင်းနဲ့မတော့ဘာဖြစ်တာ ငါမတ်တော်နားမလဲတော့ငါနဲ့မတ်တော်နဲ့နှစ်ယောက်တည်းအရှိတဲ့ချိန်ကြလို့ရှိချစ်တယ်သူငါ့ကိုချစ်တယ်ဆိုတာငါခံစားလို့ရတယ်ဒါပေမဲ့ကွာသူ့ဘက်ဝင်ကျမှာလူတွေရှိနေပြီဆိုငါ့ဘောမှာတအားတစိမ့်ကြံသွားအဲ့ဒါကစဉ်းစားလို့ပဲငါလုံးဝမခံစားနိုင်ပေါ်နေရကိစ္စတော့ငါသူ့တောင်းငါမှားသွားတယ်ပဲထားပါငါတော့ချစ်လို့မှားတာငါချစ်သူရီးသားတာလာပြီးတာငါမပေါ်ကွယ်ရဘူးလားသူကလည်းဒီကောင်းရဲ့ဆောင်ပြီးသွားတော့ငါတော့ခံတယ်ဒီကွာတောင်းသူနားမလဲဘူးလားဟောတော့ကောက်ရဲစတဲ့ရှောင်နေရနားကြီးကအဲ့လိုတော့ကြီးသွားတာကွာမင်းခုနကငါကိုစမ်းကြည့်တယ်ငါကိုဘူးအေးငါစိတ်ကြီးတစ်ခုလုံးကပူတော့ကျွတ်နေတယ်လို့ပဲငါမတော့ယူရမယ်ကွာငါမတော့ယူရမယ်တဲ့ Horomano Cantare Canale Ko Piausare Allora Eme Ti queside Triside Asonsa Meswa မတော့ခဏလေးပါမတော့ရေမတော့ဘာဖြစ်တာလဲမတော့လေ ငါနဲ့ခက်ဝေးမှနေစမ်းမှာပို့တာရဲ့ငါနဲ့ကိုတောင်းမှန်ပါလေငါနဲ့ခက်ဝေးမှနေငါစိတ်တွေတအားရှုံနေလို့ မတော့ဘာဖြစ်လို့ကျွန်တော်ဘာစိတ်ကားနေရတာလဲကျွန်တော်ဘာဖက်ကြီးမှလုပ်ပြီးလို့လဲစိတ်ဆုံးနေလေပြေပါတော့မတော့ပါလေ ငါနဲ့ကိုစိတ်ဆိုးနေရမှာပို့တာငါစိတ်တွေတအားရှုပ်ထွေးနေတာနေအခုလုံးငါနောက်ကနေတကောက်ကောက်လိုက်နေမယ်ဆိုရင်ငါနဲ့ကိုမောင်းမိမှာနော်ကျဲဆိုပြီခက်ဝေးမှနေစမ်းပါ မတော့ကျွန်တော်မနေနိုင်ပါဘူးဗျာကျွန်တော်မတော့ကိုချစ်တယ်မတော့တေးတော့ကိုချစ်တယ်မတော့မြင်နေရပြီအဝေးမှာနေရမယ်ဆိုကျွန်တော်ယူသွားလိမ့်မယ်မတော့ရဲ့ကျွန်တော်အယုတ်လားပြောစမ်းပါမတော့ရဲ့အယုတ်လားအခုချစ်အခုမဟုတ်နဲ့ကျွန်တော်အယုတ်လားလို့ ငါလက်ကိုလွတ်နော်လွတ်ပြောနေနော် မလွတ်ဘူးကျွန်တော်မဲတာဖြေမယ်ဆိုရင်လွတ်ပေးမယ်မတော့ဘာဖြစ်နေလဲပြော နင့်ငါလက်ကိုလွတ်ပြောနေလေ ရိုက်မတော့တေးလောက်ရိုက်မတော့ဘလောက်ရိုက်ကျွန်တော်မတော့ချစ်ပါချိုက်ပါမတော့ရိုက်တော့မတော့ချစ်ပါမလွတ်ဘူးမတော့မလွတ်ဘူးမလွတ်နိုင်ဘူးချစ်တယ်မတော့အရင်ချစ်တယ်ကျွန်တော်တမိပါမင်းနော်ဘာရလဲဟာမင်းကငါတို့စတော်ရရမင်းကမင်းငါနဲ့အသေးချာချစ်တာနောက်တစ်ခါငါတို့စတော်ရရ
လာကြောက်တယ်哎呦，明明你也介绍我，中间你老我们进来我，没有你我大妹，郭台铭信落埋咗，郭台铭信落埋咗，တော်咯，信落埋，郭台銘，怎麼表你咧？郭台銘，怎麼表你？我這個我，郭台銘，信落埋咗。我多來呀！幹嘛？多話咯，先嚟。နှုတ်ဆက်ခြင်းမှာဝေးကြပြီဒီညရေဟာတို့နေရာထွက်အမှတ်တရားဖြစ်မဆိုရင်နောက်နေ့ရေမှာနောက်နှစ်တွေတိုင်းမြင်မကြည့်ရပါချစ်သူလမ်းခွဲခြင်းကlong long yeah ta mo ma hum pu me twa pe sa chin le ma twa me le tan tan me me na le ba chit te du ne ha na ye ka pa ne ha na ye teနေဟာငါအိမ်မက်ပါနေဟာငါညော်လင်းချက်ငါတို့ဝေးသွားရှင်လှုပ်ဆောင်ဖြစ်ကြရှင်နေနှလုံးသားမှာအမြဲတမ်းရှိပါစေကျွန်တော်မေမေပြန်လာခေါ်လို့မတော်ဒီကိစ္စရဲ့ကြားပြီးအမေနဲ့ပြင်လည်းတက်တက်တော့တက်ကြတယ်ကျွန်တော်ဆယ်တန်းပြီးမှပြန်လွတ်တော့မယ်တဲ့ကျွန်တော်မတော်တယ်မှာမတော်ကျွန်တော်ဒါလေးပြေးခဲ့မယ်နော်ကြီးခဲ့တဲ့ကိစ္စတွေမှာခဲ့တာရှိကျွန်တော်တောင်းမှန်ပါတယ်ကျွန်တော်အနူးညတောင်းမှန်ပါတယ်မတော်ကျွန်တော်မမုန်းပြလိုက်နဲ့တော့မတော်မေးလည်းမမေးပြလိုက်နဲ့နော်
ကျွန်တော်မတော်နောက်တေချာပေါက်ပြင်လာခဲ့ပါမယ်ကျွန်တော်ရဲ့အချစ်တွေတစ်စက်ကလေးမှမလျော့ပဲမတော်နောက်ကျွန်တော်ပြင်လာခဲ့ပါမယ်ကျွန်တော်မမေ့လိုက်နဲ့နော်မတော်နော်မတော်နော်မမေ့ပြလိုက်နဲ့နော်မတော်ကျွန်တော်ချစ်တယ်မလားယင်မတော်အချစ်စချစ်ချင်ချစ်မုန်းချင်မုန်းပြက်ချင်ပြက်အဲ့လိုကြီးလားဒီရပတ်တဲ့လာတာမတော်ရင်ဘာလို့ပတ်ဆက်ပြားမုန်းတိုင်ရှောက်ပြောနေရလဲကျွန်တော်မယုံဘူးဗျာ အေးမရောက်လဲမတက်နိုင်တို့ဘက်ကတော့မင်းနဲ့ဇလန်ပြီးသွားပြီတို့မှချစ်သူရှိတာလဲမင်းမြင်တာပဲဘာလဲဒီတက်ပို့ပြီးရှင်းပြနေရအောင်ပါ တိတယ်မတော်မရှင်းပြလဲကျွန်တော်တိတယ်ကျွန်တော်ဘက်ကလက်ခံလို့မရတာမတော်ကျွန်တော်ချစ်အရင်တော့ကလည်းချစ်တယ်အခုလည်းသေလောက်ချစ်တယ်နောက်လည်းတလုံးချစ်နေဦးမှာမတော်ရဲ့စိတ်ထဲမှာလေကျွန်တော်ချစ်နေတည်ဆိုတော့ကျွန်တော်ယုံတယ်ဘာလို့လဲဘာလို့ရဲစသားလို့လုံးပြနေရတာလဲကျွန်တော်မေမေပြန်လာခေါ်လို့မတော်ဒီကိစ္စတွေကြားပြီးအမေနဲ့ပြင်လည်းပြဿနာတော့တက်ကြတယ်ကျွန်တော်ဆယ်တန်းပြီးမှပြန်လွတ်တော့မယ်တဲ့ကျွန်တော်မတော်ခင်မှာမတော်ကျွန်တော်ဒါလေးပေးခဲ့မယ်နော်ကြီးခဲ့တဲ့ကိစ္စတွေပဲမှားခဲ့တာရှိကျွန်တော်တောင်းမှကျွန်တော်အနူးညံ့တောင်းမှမှာလည်းမတော်ကျွန်တော်မမုန်းပြလိုက်နဲ့တော့မတော်မေးလည်းမမေးပြလိုက်နဲ့နော်ကျွန်တော်မတော်နောက်တေချာပေါက်ပြင်လာခဲ့ပါမယ်ကျွန်တော်ရဲ့အချစ်တွေတစ်စက်ကလေးမှမလျော့ပဲမတော်နောက်ကျွန်တော်ပြင်လာခဲ့ပါမယ်ကျွန်တော်မမေ့လိုက်နဲ့နော်မတော်နော်မတော်နော်မမေ့ပြလိုက်နဲ့နော်မတော်ကျွန်တော်ချစ်တယ်မလားယင်ဘာလို့ဒီမွေးကုန်းတွေကိုပဲခဏခဏမင်းနေရလဲဖိုးသားရဲ့မတော်မုန်းလိုက်စမ်းပါမတော်ကမိဘတွေကိုလုံးဝစိတ်မစင်းရဲစေချင်ဘူးအခုချိန်ထိမတော်ဘဝပြည့်ပြည့်စုံစုံနဲ့ရှိနေခဲ့မတော်စိတ်ကူးမရင်ချင်တော့ဘူးစိတ်ကူးရင်ဖို့လဲတတ်တိမရှိဘူးမင်းမတော်မုန်းလိုက်ပါတော့ကျွန်တော်နားလဲပါလေမတော်ကျွန်တော်စူးစမ်းပါမယ်လက်ရှိဘဝထဲမှာတာရင်တော့မနေကြအောင်ကျွန်တော်စူးစမ်းပါမယ်တော်ကျွန်တော်လေချိန်လေးခဏပဲပြေးပါမဖြစ်နိုင်ဘူးမင်းနဲ့ငါနဲ့လုံးဝမဖြစ်နိုင်ဘူးဖိုးသားမင်းငါ့ကိုမျော်လင့်မနေပါနဲ့တော့အဲ့ဒါဆိုရင်မတော်ဘာလို့ကျွန်တော်ချစ်ခဲ့လဲမတော်ကျွန်တော်ချစ်တယ်ဆိုတော့ကျွန်တော်ခံစားလို့ရတယ်ကျွန်တော်မတော်ကျွန်တော်ယူလိုက်မယ်ဗျာမတော်ကျွန်တော်အဲ့လိုမလုပ်ပါနဲ့ကျွန်တော်တောင်းရပါတယ်မတော်ကျွန်တော်တောင်းရပါတယ်နော်တော်ရမယ်မတော်ကျွန်တော်မမေနဲ့လိုက်နေရပြီမယ်စိတ်တွေကမတော်ဆိုတာပဲကြံခဲ့တာပါအချစ်ဦးမှုယူမှုချစ်ခဲ့မိတာပါမတော်ရဲ့ကျွန်တော်ချစ်နိုင်တယ်များချစ်တတ်တယ်များတယ်မတော်ကျွန်တော်ပိုချစ်ခဲ့မိတာပါဒါပေမဲ့မတော်ကကျွန်တော်ပေါ်ရက်ဆက်လွန်ပါတယ်ညာစ
စောင်းစီကနေတစ်စက်မတ်တော်တည်နေကျွန်တော်ကြားပါတယ်မတ်တော်မေးလိုက်တော့မင်းမတ်တော်အစ်စ်တွေ့နေတယ်မင်းတဲ့အဆအတာတဲ့ကောင်တွဲနေတာတဲ့ဒီလူကတခြားနေရာတွေမှာတာကောင်းတာပါလေကျွန်တော်ချစ်တဲ့အချစ်တွေဘလို့မှလိုက်မလို့ပါဘူးမတ်တော်ရဲ့ဘာလို့လဲမတ်တော်ဘာလို့မမြင်တရတာလဲတည်င်းတွေဘလောက်ကြာကြာကျွန်တော်မတ်တော်မျောလင့်မိနေလို့ပဲဝေးနေလို့တွေးအေးတာတင်ပါပါလို့ဖြေတွေးပြန်ဆုံးချင်းကျွန်တော်မျောနေမိခဲ့တာပါတနေ့မပြေခင်ပါပဲဖေဖေနေမကောင်းလို့ကျွန်တော်ပြန်လာခဲ့ရတယ်ဖေဖေကိုယူဆိုင်နေရတယ်နဲ့ပဲမတ်တော်တွေးခွင့်မသားသေးဘူးမတ်တော်ကတော့ကျွန်တော်ပြန်ရောက်နေမှသိပြီပဲတစ်ချက်ကလေးလာတွေးဖို့တော့မရခဲ့ဘူးနော်နှုတ်ဆက်ခြင်းမှာဝေးကြပြီဒီညရေဟာတို့မရထွက်အမတ်တရားဖြစ်မဆိုရင်နောက်နေ့ရေမှာနောက်နှစ်တွေတိုင်းနင်းတဲ့ဖြစ်ရပါချစ်သူလမ်းခွဲခြင်းကlong long yeah ta mo ma pu me twa pe sa chin le nga twa me le chan tan me me na le ba chit te du me ha nga ye ka pa me ha nga ye teနေဟာငါအိမ်မက်ပါနေဟာငါညော်လင်းချက်ငါတို့ဝေးသွားရင်ပြန်ဆုံးဖြစ်ကြရှင်မင်းနှလုံးသားမှာအမြဲတမ်းရှိပါစေမတော်ကျွန်တော်မျက်နှာကိုကြည့်ပါဦးကျွန်တော်မျက်လုံးနှလုံးတေချာကြည့်ပြီးဖြေပါမတော်ကျွန်တော်မချစ်ဘူးဆိုလို့ရှိရင်မုန်းတယ်လို့ကျွန်တော်မျက်လုံးကိုကြည့်ပြီးဖြေပါမတော်ကျွန်တော်မျက်နှာကိုကြည့်ပါဦးခင်ဗျားပါစပြောစမ်းပါကျွန်တော်မုန်းတယ်လို့ပြောလေဒီမျက်လုံးနှလုံးကနေပြီးတော့မတော်ရဲ့အချစ်တွေကျွန်တော်နားလည်ခဲ့တာလေမတော်ဘာဖြစ်လို့ကျွန်တော်မချစ်ရတာလဲဟာမတော်ဘာလို့ကျွန်တော်ရဲဆက်ဆက်ရှောက်ပြရတာလဲကျွန်တော်ဘာမှမရှိတော့ဘူးမတော်ရဲ့မတော်ကျွန်တော်ခေါ်ပါမတော်ရဲ့ကျွန်တော်မရဲဆက်ပါနဲ့မတော်ကလေတော်ပါတော့ဖိုးသားရဲ့မင်းကငါပြောပြီးပြီလေငါ့ကိုမေးလိုက်တော့မမျော်လင့်နေနဲ့တော့လို့ဘာဖြစ်လို့ပေးပြီးသားဇက်လန်းကိုတက်ဆက်ချင်နေရလဲမတော်အချစ်ဆိုတာချစ်ချင်ချစ်မုန်းချင်မုန်းပြတ်ချင်ပြက်အဲ့လိုကြီးလားဒီရပတ်တဲ့လာတာမတော်ရဲ့ဘာလို့ပတ်ဆက်ပြားမဟုတ်တယ်ရှောက်ပြောနေရလဲကျွန်တော်မယုံဘူးဗျာအေးမရှောက်လဲမတက်နိုင်တို့ဘက်ကတော့မင်းနဲ့ဇက်လန်းပြီးသွားပြီတို့မှချစ်သူရှိတာလဲမင်းမြင်တာပဲဘာလို့ဒီတက်ပို့ပြီးရှင်းပြနေရအောင်မလဲတိတယ်မတော်မရှင်းပြလဲကျွန်တော်တိတယ်ကျွန်တော်ဘက်ကလက်ခံလို့မရတာမတော်ကျွန်တော်ချစ်အ
ရင်တော့ကလည်းချစ်တယ်အခုလည်းသေလောက်ချစ်တယ်နောက်လည်းတစ်လုံးချစ်နေဦးမှာမတ်တော်ရဲ့မတ်တော်ရဲ့စိတ်ထဲမှာလေကျွန်တော်ချစ်နေတည်ရဆိုတော့ကျွန်တော်ယုံတယ်ဘာလို့လဲဘာလို့ရဲ့စစားလို့လုံးပြနေရလဲ အေးမင်းကရက်ဆက်တယ်ဆိုတော့လေရက်ဆက်တယ်ပေါ့ငါမိမသားတယောက်နှလုံးသားကိုအလိုလိုက်ပြီးချစ်မိတယ်ပဲထားစိတ်ကူးရင်နေလို့မရဘူးငါပါဝင်ခြင်းငါရင်မှန်းချက်ငါမိဘတွေရဲ့မျှော်လင့်ချက်တွေဒါတွေအားလုံးတော့ငါယူသွနေလို့မရဘူးဒါတွေကိုမင်းနားလေအောင်ငါဘယ်လိုပြောပြရမှာလဲဟမ်ကျွန်တော်အချိန်ပေးပါအတက်တက်ကတောင်းမယ်ကဲခင်ဗျာတစ္ဆာရှိတယ်ဆိုရင်ကျွန်တော်အချိန်ပေးရမှာပေါ့ခင်ဗျာရဲ့နှလုံးသားတိတ်ကိုကြောက်ဖို့ကောင်းတာပဲမတ်တော့ကိုချစ်တဲ့ယောက်ျားတယောက်လူပုံလေးမှာပါရိုက်ရတယ်တေလူမတက်အထိုးခဲ့တဲ့အချိန်မှာခင်ဗျာတစ်ချက်လေးအောင်ဝင်မတောင်းဟောဒီကျုပ်ရဲ့မျက်စိရှိတတ်တယ်ပါလေခင်ဗျာကောင်းတယ်ခင်ဗျာပျော်မြူးရဲတယ်အပေဆုံးတဲ့ချိန်မှာခင်ဗျာတည်တော့တစ်ချက်မေးဖို့မရဘူးကျုပ်စိတ်တိခိုင်းဆုံးပါလေခင်ဗျာရဲ့နှလုံးသားကိုခင်ဗျာပြန်ညာရဲတာပဲဟာခင်ဗျာဆီယမကြီးပဲအချစ်မှာခင်ဗျာတကယ်ကိုဆီယမကြီးပဲအေးအဲ့လိုတတ်မှတ်လိုက်တာလဲကောင်းပါလေအချစ်ဆိုတာတခဏတာယူမိုက်မှုပဲမင်းလည်းအချိန်တိုင်းငါ့ကိုမေ့သွားမှာပါငါလည်းမင်းကိုမေ့လိုက်ပြီငါတို့နှစ်ယောက်တွေ့ဆုံမှုဟာဒီနေ့နောက်ဆုံးပဲကောင်းပါပြီဗျာမေးနိုင်ပါစေကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်လည်းမေးချင်နေပါပြီဗျာငါတို့ဝေးသွားရင်ပြန်ဆုံးဖြစ်ကြရှင်ဟုတ်သားရောတယောက်တည်းပဲလားကျွန်တော်ရတဲ့တင်ရတွေကတယောက်တည်းနေဖို့လုံလောက်ပါတယ်မတော်ရဲ့sorry တော့မတော်ကျွန်တော်တမင်ပြောတာမဟုတ်ပါဘူးဒီတိုင်းပဲပါဇက်ကလွတ်ခနဲ့ထွက်သွားတာပါဟိုစိတ်မကောင်းဖြစ်ပါနဲ့မတော်ရဲ့အချစ်ဆိုတာယူမိုက်မှုတစ်ခုပဲအချိန်တန်ရင်မေ့သွားမှာပါလို့မတော်မင်းကိုပြောခဲ့ဘူးတယ်နော်တကယ်တော့အချစ်ဆိုတာကျိန်စာတစ်ခုပဲဖို့တာတကယ်ချစ်မိသွားပြီဆိုရင်အဲ့ဒီကျိန်စာတွေကနေလွတ်မြောက်ဖို့မနေကြိုးစားတစ်ချက်လေးအောင်ဝင်မတောင်းဟောဒီကျုပ်ရဲ့မျက်စိရှိတတ်တယ်ပါလေခင်ဗျားကောင်းတယ်ခင်ဗျားပျော်မြူးရဲတယ်အပေဆုံးတဲ့ချိန်မှာခင်ဗျားတည်တော့တစ်ချက်မေးဖို့မရဘူးကျုပ်စိတ်တိခိုင်းဆုံးပါလေခင်ဗျားရဲ့နှလုံးသားကိုခင်ဗျားပြန်ညာရဲတာပဲဟာခင်ဗျားဆီယမကြီးပဲအချစ်မှာခင်ဗျားတကယ်ကိုဆီယမကြီးပဲအေးအဲ့လိုတတ်မှတ်လိုက်တာလဲကောင်းပါလေအချစ်ဆိုတာတခဏတာယူမိုက်မှုပဲမင်းလည်းအချိန်တိုင်းငါ့ကိုမေ့သွားမှာပါငါလည်းမင်းကိုမေ့လိုက်ပြီငါတို့နှစ်ယောက်တွေ့ဆုံမှုဟာဒီနေ့နောက်ဆုံးပဲကောင်းပါပြီဗျာမေးနိုင်ပါစေ
ကျွန်တော်ဆူတောင်းပါတယ်ကျွန်တော်လေမေ့ချင်နေပါပြီဗျာ ငါတို့ဝေးသွားရင်ပြန်ဆုံးဖြစ်ကြရှင်မင်းနှလုံးသားမှာ ကျွန်တော်တို့အဲ့ဒီကလေးကဝေးခဲ့ကြတာပြန်ဆုံတော့တက္ကသိုလ်ရောက်မှပြန်ဆုံဖြစ်ကြတယ်နော်ကျွန်တော်ရဲ့နှစ်ကြီးတဲ့မှတ်တော့တက္ကသိုလ်အရင်ရောက်ခဲ့တယ်မေဂျာကွင်းဆိုပြီးမှတ်တော့လာမှာကြော်ကြားနေလို့ပါပဲငယ်လေးကလေးကတင်ချအလွန်ညံ့ခဲ့တဲ့ကောင်ကမှတ်တော့ရှိနေတယ်ဆိုတဲ့အသိစိတ်တစ်ခုနဲ့တင်ချမေဂျာကိုရှောက်ခဲ့ပြီးတဲ့အထိကျွန်တော်ယူသွနေစေပါတယ်မှတ်တော့ရဲ့ဒါနဲ့ကျွန်တော်ကြောင်းမှာမတော်မင်းချင်းဆိုင်လာမတွေ့ရခဲ့ပါဘူးတနေ့တော့ကျွန်တော်တို့ရှောင်းလွှဲမရဆုံးဖြစ်ကြတယ်မတော်ကတော့ကျွန်တော်မမြင်ခဲ့ပါဘူးကျွန်တော်ကတော့နေရာပြောင်းရလိုက်တယ်ထိုက်ထိုက်ဆိုင်ဆိုင်မတော်ကလည်းအဲ့ဒီဘေးမှာလာဝင်ထိုင်တယ်အဲ့ဒီကနာတဘွားလို့ပဲမတော်ရဲ့ကျွန်တော်နာမှာမတော်ရှိနေတယ်ဆိုတဲ့စိတ်ကလေးတစ်ခုနဲ့ကျွန်တော်ရှင်ခုန်လို့ကျွန်တော်ပြန်ကြားနေရတဲ့အထိကျွန်တော်စိတ်လှရှားနေပြီတယ်ပြန်မဆုံးဖြစ်ကြရှင်မင်းနှလုံးသားမှာအမြဲတမ်းရှိပါစေနေဟာငါရဲ့ကပါနေဟာငါရဲ့နေဟာငါရဲ့နေဟာငါအိမ်မက်ပါနေဟာငါမျိုးလေးတဲ့မတော်တော့တဲ့အချိန်မှာလေကျွန်တော်တားလိုက်ပြီးစကားတစ်ခုမေးချင်ခဲ့တာပါမတော်ကျွန်တော်တကယ်ပဲမေ့သွားပြီလားမေ့နိုင်ခဲ့ပြီလားလို့ကျွန်တော်မေးချင်တာပါမတော်ရဲ့ပြီးတော့လေကျွန်တော်မတော်ရိုးရိုးသားသားပန်ခံချင်တာလည်းရှိသေးတယ်ကျွန်တော်ကတော့မမေ့နိုင်သေးဘူးဆိုတဲ့အကြောင်းပေါ့ဒါပေမဲ့ကျွန်တော်မပြောဖြစ်ခဲ့ဘူးလိုလည်းမတော့ဒီသားစုတွေနေကောင်းကြရလားအစင်ရောက်ပြေးကြရလား ကောင်းပါဘူးအဆင်ပြေအောင်လဲနေပါတယ်ဖိုးသားရောတယောက်တည်းပဲလား ကျွန်တော်ရတဲ့တင်ရတွေကတယောက်တည်းနေဖို့လုံလောက်ပါတယ်မတော်ရဲ့sorry တော့မတော်ကျွန်တော်တမင်ပြောတာမဟုတ်ပါဘူးဒီတိုင်းပဲပါဇက်ကလွတ်ကနေထွက်သွားတာပါဟိုစိတ်မကောင်းဖြစ်ပါနဲ့မတော်ရဲ့ မတော်လေမတော်ကိုခွင့်မလွတ်နိုင်အောင်စိတ်မကောင်းဖြစ်မိတာ ဟုတ်ဗျာဟိုအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ပေးရမလဲမတော်စိတ်မကောင်းထက်ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ပေးရမလား မပြန်ရအောင်မတော်မင်းကိုတောင်းပန်လို့မပြီးမချင်းမင်းမပြန်ရအောင်မတော်တောင်းပန်ပြီးမှမင်းပြန်ရမယ် ကျွန်တော်အိမ်မက်မက်နေရလားဘာဖြစ်ကုန်တာလဲဗျာ မင်းအိမ်မက်မက်တာမဟုတ်ပါဘူးအချစ်ဆိုတာယူမိုက်မှုတစ်ခုပဲအချိန်တန်ရင်မေ့သွားမှာပါလို့မတော်မင်းကိုပြောခဲ့ဘူးရယ်နော်တကယ်တော့အချစ်ဆိုတာကျိန်စာတစ်ခုပဲဖူးတာတကယ်ချစ်မိသွားပြီဆိုရင်
အဲ့ဒီချိန်စာတွေကနေလွတ်မြောက်ဖို့မနေစူးစမ်းမတော်မင်းပေါ်မှာမှားခဲ့တာတွေအားလုံးတောင်းပန်တယ်မတော်ခွင့်လွတ်ပေးပါလို့မတော်ပြောချင်တယ် ကျေးဇူးတင်ပါတယ်မတ်တော်ရဲ့တကယ်ဆိုလို့ရှိရင်မတ်တော်စီကဒီစကားကြားလို့ရှိရင်ကျွန်တော်ပြောရမှာဟာကျွန်တော်ပြောချင်လိုက်တာမတ်တော်ရဲ့ အခုမပြောပေမဲ့လည်းတွေးမိလိုက်တိုင်းပျော်လိုက်ပါ ထားလိုက်ပါတော့မတ်တော်ရဲ့ပြီးခဲ့တာလည်းပြီးခဲ့ပါမယ်ကျွန်တော်တို့နှစ်ယောက်ရဲ့ဇလန်းလေးဟာပုံမြင်တဲ့ပုတ်ပေါ့မလှပတဲ့ပုံပြင်လေးတစ်ပုတ်ပေါ့မတ်တော်ရဲ့အခုကျွန်တော်တို့တွေဖြူဖြူစင်စင်လေးခင်းလို့ရပါပြီမတ်တော်မတ်တော်ပဲတခုဆိုလို့ရှိရင်ကျွန်တော်ဘက်ကဝက်ခံတယ် ကျေးဇူးပါဖိုးသားမတော်ကဖိုးသားနဲ့နောက်တစ်ခါတွေ့ဖို့စိတ်ကူးမရှိတော့ပါဘူးပြောစရာတွေအကုန်လုံးကိုလည်းပြောပြီးသွားပြီဆိုတော့တို့တွေနောက်တစ်ခါမဆုံးချအောင်မလှပတဲ့ပုံမြင်ဟောင်းတော့မဟုတ်ပါဘူး မတ်တော်အတွက်ကတော့အမြဲတမ်းအမှတ်တရရှိနေမယ်ပုံမြင်ဟောင်းလေးတစ်ပုဒ်ပါမတ်တော်သားပြီနော် ကောင်းပါပြီမတ်တော် အော်ဒါလေးကိုပိုင်ရှင်စီပြန်ပေးခဲ့ပြီနော် ချစ်ဦးဆိုတာငယ်ငယ်တုန်းကတော့ကွဲခဲ့ကြသေးတာအသက်ကြီးလာမှတော့ပြန်ဆုံဖို့မလိုတော့ပါဘူးကွဲကွာခဲ့ဘူးကြတူတိုင်းရင်ဘတ်ထဲမှာမာရွတ်လေးတစ်ခုစီတော့ရှိကြမှာပါချစ်ဦးဆိုတော့မုံမဲ့စွာနဲ့ရင်ထဲအမြဲရှိနေမှာပါနေဟာငါရဲ့တဲ့နေဟာငါအိမ်မက်ပါနေဟာငါမျောနေချက်ငါတို့ဝေးသွားရှင်ပြန်မဆုံးဖြစ်ချရှင်မင်းကလောနာမှာအမြဲတမ်းရှိပါစေနေဟာငါရဲ့ကပါနေဟာငါရဲ့ပါနေဟာငါရဲ့နေဟာငါရဲ့နေဟာငါအိမ်မက်ပါအိမ်မက်ပါမျောနေတယ်ငါတို့ဝေးသွားရှင်ငါတို့ဝေးသွားတဲ့အခါဆုံးဖြစ်ချရှင်ပြန်မဆုံးဖြစ်ကြတဲ့အခါမင်းကလောနာမှာအမြဲတမ်းရှိပါစေ
ရလဲမတော်စီတော့မလာဘူးနော် ညနေလာမလို့ပဲမတော်ရဲ့မင်းကြားမှာပြောင်းတာလေဒီမှာကြောင်းပြန်လာတတ်တာမတော်ကလည်းအေးစစ်စစ်တွေးလို့ရတာမလို့မလာတာပါမတော်ကလည်း ပြီးရောဖိုးသားပိုးတော်ချောလာတယ်ဘာမောက်တွေပါလဲကျွေးအောင်နော် မတော်တကယ်ပြောတာနော်မုံစဲတဲ့ရလို့ရှိရင်မတော်ကြိုက်တာစားဝယ်ကျွေးမယ် အေးနော်ဦးလေးစိုးစီကမဟုတ်မများတောင်းခဲ့ပြောပြီးကတိကိုတီးရရနော် စိတ်ချဟုတ်မတော်ဖေးတဲ့စေးတော့ရမလို့သွားရမယ်တော့မတော် အော်အေးကျောင်းတူတူသွားမယ်နော် ဟုတ်မတော်တတား No such ma we da be Iya. Siap wah. Không nào. Tụi thì này này Facebook တုံးတယ်ငါမသိဘူး ဟုတ်တယ်ငါတော့သိတာမကြသေးဘူး ချီယာ ဟာလေမင်းကဘယ်သူနဲ့ပြန်ဆောင်တဲ့ထိတ်မှန်လဲ မင်းနဲ့ပြန်ဆောင်တဲ့ထိမ့်မဲ့ပေါ့ ဟုတ်ပါမလားကွာချစ်ချစ်ပြောင်းနောက်ဘက်ကြလို့ရှိရင်80ရောက်အောင်သွားမှာကြားလား တေချာအောင်လာခဲ့ ရှစ်ဆွဲအောင်နော် ဆွဲ မင်းကိုတော့မင်းကိုတော့အောင်နော် ကိုတော့ကိုတော့ No such ma we da be Dinyare ha to me atwa ma tia phit ma so yin Now me ma Now bit twe tai me na tia ba Chit tu
china Pulau lone Ta mo maham pu me twa pe sa chile Nga twa me le Tan tan me na le ba Chiteru ni ha nga ye kapa ni ha nga ye te ni ha nga e ma ba ni ha nga nyo ni che nga ru we twa shin pyo sum phit cha shin ni na lo na ma me ra shi ba siဖိုးသားဖိုးသား မတော်ဒီကောင်းနေနော် ဖယ်တော့ပြန်ရောက်နေရလဲမတော်စီတော့မလာဘူးနော် ညနေလာမလို့ပဲမတော်ရဲ့မင်းကြားမှာပြောင်းတာလေဒီမှာကြောင်းပြန်လာတတ်တာမတော်ကလေအေးစစ်စစ်တွေ့လို့ရတာမလို့မလာတာပါမတော်ကလေ ပြီးရောဖိုးသားပိုအောင်ချောလာတယ်ဘာမောက်တွေပါလဲကျွေးအောင်နော် မတော်တကယ်ပြောတာနော်မုံစဲတဲ့ရလို့ရှိရင်မတော်ကြိုက်တာစားဝယ်ကျွေးမယ် အေးနော်ဦးလေးစိုးစီကမဟုတ်မများတောင်းခဲ့ပြောပြီးကတိကိုတီးရရနော် စိတ်ချမတော်ဖေးတဲ့စေးတော့ရမလို့သွားရမယ်နော်မတော် အော်အေးကျောင်းတူတူသွားမယ်နော် ဟုတ်မတော်တတာ No sachema we da bi di na re ha to me atwa ma kya ဘလို့လဲမင်းမေရှုမင်းပြန်ပြေးခြင်းလေကြာအဖေရှိမှဆိုတော့သမင်းနေဟင်းတွေကတိတ်မကောင်းနော်ဖြစ်ပါမလားမင်းလည်းငါတို့ချာမှာဟိုပြေးရဒီပြေးရနဲ့တော်တော်ပင်ပန်းနေပြီစိတ်မကောင်းပါဘူးကွာနော် ရပါတယ်ဗျာဖြစ်ပါတယ်ဒါဘာမှဖြစ်ဘူးဒါကလေအဖေစီမနေရတာပူတော်ပြောသေးတယ် ပြောလေမင်းပြောတာငါသိပါတယ်ကွာ အဖေဒါအတီပြောနေတာ အေးလေအာရမတော်တော်လို့လား ပြီးပြီ ဟာအမြင်လိုက်လားကြက်ချင်းပါလား အဖေရတယ်ဗျာဒါရိုးသားပြောနေတာဟော ဟောငါလဲယူသားပြောတာပါမင်းငယ်ငယ်တုန်းကဆိုလို့ရှိရင်မတော်အင်မတန်ဟိုတန်ရောစင်ကြီးလားမင်းကလေတကယ်လွယ်တဲ့ကောင်ငိုလိုက်ပြီဟေးဆိုလို့ရှိရင်လေဘလို့မှထိမ့်နိုင်တဲ့ငိုကြောလားရှေ့ပါဘလို့မှချောလို့မရဘူးအေးမတော်မြန်ချောလိုက်လို့ရတယ်တစ်ချက်တည်းနဲ့မိသိတာပါ ရတယ်ဗျာ ဒီပါလေမင်းမြင်လဲမတော်ရရင်အိုးသီးကြီးလိုဖြစ်နေတာဟိုသူတို့အိမ်ကလည်းဧည့်သည်ကခဏလာအဲ့တော့မင်းမြင်ကခဏသွားပြီးလက်စွမ်းပြရနေရအမှန်သူလှုပ်နေပြီဆိုလို့ရှိရင်မတော်သူထိန်းနာလား ဒါမှတ်မိတယ်ဗျငယ်ငယ်တော့ဆိုလို့ရှိရင်လေမတ်တော်ကအထက်အသက်ရမ်းကြည့်မယ်လို့တန်းစီထဲမှာခံစားမိနေတာအဲ့ဒါကြောင့်မို့လဲမတ်တော်ကိုလေဒါအမားတယောက်လိုချစ်တာတကယ်ဆိုသူနဲ့သားနေရလေနဲ့နဲ့ပဲကွာလာဖေးရတယ် ဟာမင်းကလည်းတော်တော်တရားလုံးနဲ့ကောင်ပြီလားဟိုးဝင်ရပြီးစီလေးရဇာနေလာတာဗျာလာကြည့်ကြလို့ချင်းမတ်တော်ယူမဲဆိုတာကြီးပဲ အဖေရတယ်ဗျာ ဘာလို့ယူမှလဲလို့မေးကြည့်တော့မတ်တော်နဲ့တိတ်နဲ့အတူတူနေကြလို့အဲ့မမင်းမေကဟဲ့ကောင်လေးအဲ့လိုမပြောအောင်နောက်ကပြောနင်းမတော့ဝင်ကအနဲ့ပေါက်မယ်ဆိုပြောမနေ့ကချင်းရောက်တာတော်ကြဝင်ရှိသွားပြောဘယ်လိုလုပ်မလဲ အဖေတော်တော့ဗျာပြက်စရာကြီးဟိုတားငယ်တော့လေတော်တော်ဆိုးတော့နော်ဟိုမတ်တော်အိမ်မှာမပြောဘူးဆိုတာလေအမေအဲ့နဲ့ပုံမှာကြောက် မလေးသွားမြန်ပြောလိုက်ပြီလို့ငါဆရာဦးနိုင်မြတ်စိတ်ကလက်တစရဲ့ငါလည်းလုပ်တော့ပြန်မှာ
မိဘအသုံးမကျလို့ခလေးတွေနှုတ်ပယမ်းတာဆိုပြီးတော့ဒါတော့ ဖေဖေကားခဏလောက်ရက်ပေးပါလားဖိုးသားလဲလိုက်ပါသမီးတို့ကြောင်းထုတ်သွားဖို့ချိန်လာကြ ဦးမင်္ဂလာပါခင်ဗျ ကြောင်မင်္ဂလာပါမင်းအောင်တော်တော်ကြီးနေပြီပဲ ဟုတ်ကဲ့ပါ ဖိုးသားစပယ်ကမတော်လို့ချမ်းမှာတော့ထားလိုက်ပါ ဟုတ်မတော့တော့ထည့်လိုက်မယ်နော် သမီးဟိုဒီလိုလုပ်ပါလားတပည့်ကအခုဘုံကျောင်းလို့ဝင်အောင်ပါလေကားထဲမှာလည်းပစ္စည်းတွေအပြည့်နဲ့ဟိုသူ့မှာလည်းစပိန်ပါတာပဲပြောသူတော့မသိလေနောက်နေ့မှခေါ်တာပေါ့ဟုတ်ပြီလား ဟိုရပါတယ်ဦးမတော့ကျွန်တော်စပိန်နဲ့ပဲသွားလိုက်မယ်လေမတော့သွားလိုက်ရပါ